ကျွန်တော်တက်တန်းတစ်လျှောက်မှာရန်သူပေါင်း300ကျော်ကိုတက်ခဲ့ဘူးတယ်ဒါပေမဲ့သူတို့ကတော့အဲ့ဒါကိုအခုထိမသိကြသေးဘူးကျွန်တော်ကသူတို့ဘေးကနေအေးလူလူပဲမြင်စီပြီးဖြစ်သွားခဲ့တာကျွန်တော်မြင်ရပြီးတော့ကျွန်တော်ခွေးရပေါ့သူတို့ရဲ့မျက်လုံးတွေကအေးစက်တိတ်ဆိတ်စွာနဲ့ကျွန်တော်နောက်ကိုကောက်ပါအောင်လိုက်ကြည့်နေကြတယ်ဘာစကားမှမပြောဘာလို့ရှာမှုမှမရှိစိုက်ကြည့်နေုံတက်ပဲမီတာနှဲငယ်လောက်ရှေ့ရောက်တော့တနက်မောင်းတင်တန်းကလစ်ဆိုတာကိုကြားလိုက်ရတယ်စစ်သားတယောက်ကကျွန်တော်စီတက်ချိန်လိုက်ပေမဲ့သူ့ရဲ့တက်မှုကသူ့ကိုတားလိုက်တယ်သူ့ကိုလှုပ်ပေးလိုက်ပါလို့တက်မှုကပြောတယ်သူကတေမင်းစီကိုဥတီသွားနေတာပဲတဲ့နည်းနည်းလောက်ထပ်မံစီးသွားပြီးတဲ့နောက်မှာတော့နောက်ထပ်စစ်သားတစုနဲ့ထိတ်တိုက်တိုးပါလေရောဒီတစ်ခါတော့သူတို့ကျွန်တော်ကိုတားဆီးပြီးအိတ်ကိုရှာဖွေကြတယ်ပြီးတော့ရွှေတွေကိုတွေ့သွားကြတယ်တောက်လောင်နေတဲ့နေမင်းအောက်မှာအေးရေးပြက်တဲ့ညပေါင်းများစွာကိုဖျက်တမ်းပြီးရက်ပေါင်းများစွာပင်ပန်းတူးဖော်ခဲ့ရတဲ့ရွှေတွေပေါ့ကျွန်တော်လိုချင်ဆုံးကအေးချမ်းတဲ့ဘဝတစ်ခုပဲကျွန်တော်မြင်းရဲ့ကျွန်တော်ခွေးရဲ့ပဲရှိမဲ့ဘဝမျိုးဒါပေမဲ့လောဘဆိုတာအန္တရာယ်ကြီးတဲ့အရာပဲသူတို့မျက်လုံးတွေအယောင်တောက်သွားကြတယ်သူတို့တွေကတယောက်ကမင်းငါတို့ကိုတထေးဖြစ်အောင်လုပ်ပေးလိုက်တာပဲလို့ပြောတယ်ဘာဖြစ်လာတော့မယ်ဆိုတာကျွန်တော်ကြိုသိနေခဲ့တယ်သူတို့လက်မဦးခင်မှာပဲကျွန်တော်ခွေးကိုကြည့်ပြီးအဝေးကိုပြေးခိုင်းလိုက်တယ်သူတို့ခွေးကိုပြစ်ဖို့ကြိုးစားကြသေးတယ်ဒါပေမဲ့လွဲသွားတယ်အဲ့ဒီနောက်သူတို့တနက်ကိုကျွန်တော်စီချင်းလိုက်ကြတယ်ကျွန်တော်မလုံးမရှက်ပဲနေခဲ့တယ်မျက်တောင်မခက်ခဲ့ဘူးဘာလို့လဲဆိုတော့ဘာလို့ရမလဲဆိုတာကျွန်တော်အသေးချာသိနေလို့ပဲသူတို့ကတော့ဘာတွေဆက်ဖြစ်တော့မလဲဆိုတာကိုလုံးဝရိပ်မိမနေကြဘူး